ရှင်မကြံ့နိုင်တော့ဘူးလားကိုတောင်းရဲ့ဒီတတ္တဝါအသားနာကတ်တာကိုကြုံမခံနိုင်ဘူးသူ့ကိုမေတ္တာမရှိကြောင်းစောင်းပါရိတ်ချီပြောလို့လဲနားမလဲဘူး No မင်းလာလိုက်ခဲ့ဆိုလဲမလိုက်ဖဲကို ဒီလိုပြောင်ပြောင်ကြီးလုပ်ရင်ကိုဆိုးရကြမှာပေါ့ကိုတောင်းရဲ့ No နေရာကြမယ်ဆိုလို့တင်ကန်းတောင်တခါတည်းချွတ်ထားခဲ့တာပဲအခုခွာကြနေတာကို အရင်ကတော့သူ့ရိုးရကိုတွားမယ်ပြန်လာချင်မှလာမယ်လို့ပြောတာနဲ့ကျမလည်းယုံကြည်ပြီးကိုတောင်းကိုမှားတာပဲ ဟိုတုန်းကစိတ်ဆိုးလို့ပြောတာဖြစ်မှာပေါ့ဒီလိုဖြင့်သူကတော့ဒကမကိုအဲ့လေမင်းကိုစွန့်ဖို့မရဘူးဆိုပါတော့မင်းကလည်းမစွန့်နိုင်ဘူးလား စွန့်ဖို့ဘာဝန်လေးမလဲဥပစင်ရဲ့အဲ့လေနှုတ်ကလည်းကျိုးနေကိုတောင်းရဲ့စွန့်နိုင်ပါတယ်လူများပြောစရာဖြစ်နေမှာစိုးလို့ပါပြီးတော့လေရှင့်မှာမယားခိုးမှုပတ်နေမှာစိုးရသေးတာကို မယားခိုးမှုပတ်ရင်1600လကလွတ်ရင်ပေါင်းရမှာပေါ့ကျမတော့အရှက်ကွဲစီအကျိုးနဲစီလူသူလေးပါကဲ့ရဲ့စီလားတဲတော်တဲ့မောင်ပစင်းပါကလား तू တိမမတိရင်လေ तू ဆင်းသွားမှာဖြစ်မှာ तू ကမနေနိုင်အောင်နှိပ်စက်လို့စွန့်ရတယ်ဆိုရင်လေတော့သေးရဲ့ဒီတတ္တဝါကြီးကလည်းဘာမှအစွမ်းရှိတာမဟုတ်ဘူးဒေါသမရှိတဲ့လင်းမွေကြီးတီကောင်ပိုးတုံးလုံးကြီးဖြစ်နေလို့ခတ်တာပဲမင်းကိုပဲနှိပ်စက်ဝွန့်မှလဲရင်ရေသူ့ခမမင်းကိုရတာအင်မတန်ကန်ကောင်းနေရှာတာမို့မင်းဆိုချင်တိုင်းဆိုတာကိုခံနေရရှာတာပဲဒါတခုတော့တော်ပါတယ်စညာကလေးကစကားတော့မပြောတခြားမှအပျော်အပါးဆိုလို့လေဘာမှမရှိရှာဖွေရရင်တပြားတစ်ချက်မကြမ်းပြန်ပေးတာပါပဲနို့ပဲမင်းနိုအားကြီးအားကြီးတော့အမင်းကတ်တယ်အလကားဖိန်နေရမှအစွမ်းမရှိဘူးတခြားအပျော်အပါးမလိုက်တာတခုသူ့မှာရှိတာပဲ ဒါလဲစဉ်းစားကြည့်ဦးမှာပေါ့မဲရင်ရဲ့တခြားမိန်းမများကသူ့ကိုကြိုက်အောင်မှဖြစ်မှာကိုကျမလဲဓာတွေးပြီးရှက်တာပဲအတုံးမကြတဲ့အကောင်ကြီးဘသူမှကြိုက်သူမရှိတဲ့အကောင်ကြီးကိုကျမပေါင်းနေရတာရှက်စရာတိတ်ကောင်းတာပဲသူများတွေကတော့ကျမကိုနွားကြီးနဲ့ညားနေတယ်ပြောကြမှာပဲလူဆိုတာမရမကယူရမှအဖိုးတန်တာပဲမင်းယောက်ျားကြီးမှာတော့တခြားမိန်းမတစ်ယောက်လူသွားမှနည်းနည်းမှမစိုးရိမ်ရတဲ့လူဖြစ်နေတာ哦တော်ပါဒီယာကြီးအကြောင်းပြောမနေပါနဲ့ကိုတောင်းတော့စိတ်ချရပါမလားတခြားတက္ကမတစ်ယောက်ပေါ်လာရင်ဘယ်နဲ့လုပ်မလဲလာဝတ်လာပါစီပေါ်လာရင်ပလိတ်လက်အပ်လိုက်မှာပေါ့ပြီးတော့မှအတရေဖြတ်မှုနဲ့တရားစွဲမယ်ထိုစကားများကိုမေရင်နှင့်ပဇင်းလူထွက်မောင်တောင်းတို့ပြော၍နေသောအချိန်မှာည9နာရီအချိန်ဖြစ်လိမေရင်ဤယောက်ျားပြီးတကာစီယာမောင်ပိုးရသည်အဆောက်အအုံတစ်ခုအတွက်ရန်ကုန်သို့ပစ္စည်းဝယ်သွားမိဟုပြောပြီးမယားကိုမတင်ကားသဖြင့်ပြန်၍ချောင်းရထိုစကားများကိုကြားရလိငါကသာမယားကိုလိုသမျှပြည့်စုံအောင်အလိုလိုက်ပြီးစိတ်လက်မပြောပါစေသဘောနဲ့ကောင်းကောင်းမွန်မွန်ထားတာအခုတော့ရိုးရိုးသားသားထင်မိသည့်အတွက်ငါကိုပဲမျက်မုံကျိုးနေမှာကိုဘဒူးမမင်းသားခမရလဲမယားကိုအလိုလိုက်ပြီးအသက်ကိုပင်မိမိ၏အသွေးနဲ့ကယ်ဆယ်ခဲ့ရှာပြီးတာပဲဒီလိုသဘောကောင်းတဲ့ယောက်ျားအပေါ်တော့တစ္ဆာမဲ့၍တီချောင်းကြံခဲ့ပြီဒီကောင်မငါကိုလည်းအခုပုံတော့တီစီချင်နေတဲ့လက္ခဏာပဲလွယ်ကူကူနဲ့လုံဂျုံစိတ်ချလက်ချများသာနေနိုင်ရင်ဒီဖုန်းကြီးလူထွက်နဲ့ပေါင်းပြီးငါကိုအတီတက်မိကအမှန်စစ်ပဲသဘောကောင်းအားကြီးချင်းကျင်နာထောက်ထားခြင်းဆိုတဲ့အလုပ်ဟာတာမယားမချစ်တခါအတုံးမကြသည့်အနီနဲ့ရှုတ်ချခြင်းခံရပြီတာပါကလားကြာနီလို့မတော်ဘူးငါမွေပွေးခါပိုက်ပြုတ်နေသည့်အနီမှလွတ်အောင်ယုံမှတော်မီဟိုအကြံပြုကထွက်၍သွားလိနောက်တနင်္ဂနွေတစ်ပတ်လောက်ကြာတော့အခါဦးဘိုးရမော်တော်ကားတိုက်မိ၍ရန်ကုန်စီးရုံကြီးမှာတီဆုံးကြောင်းယခုအခါကြံတော်တင်းချိုင်းမှာဇာပနပြုတ်လုပ်ပြီးကြောင်းတပိတ်ကလေးညသာတွတ်ကြပြီးတော့ဟူသောစာတစ်စောင်ကိုမေရင်ရရှိလိထူစာမှာဦးဘိုးရ၏ညီဝမ်းခွေးဖြစ်သူရန်ကုန်မြို့သားတစ်ယောက်ထံမှရရှိသောစာဖြစ်လိမေရင်နဲ့ပဇင်းလူထွက်မောင်တောင်းသည်စာကိုဖတ်ကာနှစ်ယောက်တာအခန်းထဲမှာကြိတ်လျက်အလုံးဆို၍နေကြလိထိုအလုံးမှာဝမ်းသာလုံးဖြစ်လိမဲရင်မှာလူအများရှေ့၌ကကွယ်လွန်သူယောက်ျားကြီး၏ကောင်းမြတ်သောဂုဏ်တွေကိုချီးကျူးလျက်မျက်ရည်ဆက်လက်နှင့်ပြော၍မဆုံးဖြစ်၍နေလေ၏ကျမယောက်ျားမျိုးတော့တွေးတော့မှမဟုတ်ပါဘူးအကိုလိုဦးလေးလိုဖအီလိုကျမအပေါ်မှာကျင်နာတဲ့ယောက်ျားပါရှင်အမလီဂျေဇူးရှင်ကြီးရဲ့
လောင်းကိုမမြင်လိုက်ရလေချင်းဟိုးကိုဖိုးရချီရဲ့ဒီတစ်ခါဖြင့်အပီးတိုင်းခွဲရတော့တာပါကလားစားသည်ဖြင့်ရှိုက်ကြီးတငင်ငိုလီတရားနဲ့ဖြီမပေါ်တကမာအဲ့လီမဲရင်ကလည်းတဲလဲစိတ်ကပျော့တာကိုနည်းနည်းကလေးလဲတင်းအိုမှာပေါ့တီမင်းဆိုတာကမျက်နာမယွေးမတီသူဘဲရှိမလဲမဲရင်ရဲ့သူ့မှာရောက်ရဘဝမှာပျော်လို့ဒီကပူတာကအလကားဟိုကဖြင့်တီတောင်တီမှာမဟုတ်ပါဘူးပူမနေပါနဲ့ဇာတိစရာဖြာတိမရဏဆိုတာရှောင်လို့ရတာမဟုတ်ကိုမှတရားရဖို့ဖြစ်တာကပဲတော်တော်ကြာရင်မိမှာပေါ့စသည်ဖြင့်တရားချရင်လူးလှငိုယူသောမေရင်ကိုပွေထူယူရဂယုတမပြုရရှာလီတည်း မောင်ပစင်းလူထွက်မှာမဲရင်အားငယ်မှာဆိုသဖြင့်အိမ်မမစင်းပဲအမြဲမကွာစောင့်ရှောက်လီရာ9 ရက်မကြာမီအိမ်ခေါင်မိုးပေါ်၌ခဲများကြသဖြင့်ကာလသားကောင်းမောင်ဖြိုးကိုမောင်တောင်းကလက်တို့ခေါ်ပြီးမဲရင်ဤကြံစစ်လက်ကောက်တခွင်းကိုပေးလိုက်ရလေတိုပြီးမှဥပိုးရအတွက်စွန်းတွရန်ချက်ကြပြုတ်ကြသောအလုံးမှာအနှောက်ယှက်ကင်း၍သွားလေနောက်တနေ့မှာတပိတ်လဲတွတ်အိတ်လဲတွတ်ဟူသောစကားလိုမဲရင်မှာမောင်ပစင်းလူထွက်အိတ်ဝင်ဖြစ်လေတော်တည်းများမကြမီမဲရင်နှင့်မောင်တောင်းမှာအရက်ကတဲ့တဲ့တင်တင်မောင်မထုတ်ယုံတမိုင်းကြံသဖြင့်ဥပိုးရဤအိမ်ကိုရောင်းချပြီးလက်ဝယ်ငွေသား800 လောက်နှင့်ရန်ကုန်မြို့သို့ပြောင်းရွှေ့ပြီးမောင်တောင်းမှာရဟန်းဝတ်နှင့်နေစဉ်ကလေးကျင့်ခဲ့သောစာရေးခြင်းအလုပ်မှတပါအခြားမတက်သဖြင့်ဂျာနေကလေးတစ်ခုကိုစ၍တတိထောင်လေးရာလုံးပါပါပြီးမောင်ရင်ဤယောက်ျားကိုဘိုးရဤငွေကလေးမှာကုန်စင်ချုံမိုး၍သွားလိထို့နောက်ဆွေမျိုးညာတိများထံမှငွေကြေးအနှဲငယ်ရှာကြံစုဆောင်ကြပြီးပင်မန်းဆိုင်တစ်ခုကိုလှုပ်လေရာအတော်ကလေးဖြစ်ထွန်းမိအပြုတွင်နမ်းမေး၌ရှင်လျက်ပင်မန်းဆိုင်ကြီးတစ်ခုပေါ်လာ၍အတိုက်အခမ်းပြုသဖြင့်ဆိုင်ကလေးမှာအသက်ငင်စပြုကာနောက်ပေါ်သောဆိုင်ကြီးသို့လက်လွဲရောင်းပြီးလက်ဖက်ရည်နှင့်ညမာမုတ်ပဲတရေစားဆိုင်ဖွင့်ပြန်လေ၏သို့တော်လည်းအပြိုင်များသောခေတ်ဖြစ်သဖြင့်တဦးလောက်ကင်၍နေရာတကျဖြစ်လျင်နောက်တဦးအတိုက်အခမ်းပေါ်တက်သည့်ဤအတိုင်းအားကောင်းသောဆိုင်ကြီးတစ်ခုမျက်နှာချင်းဆိုင်မှာပေါ်လာပြီးနောက်တလမြမကြာမီမောင်တောင်မေရင်တို့ဤဆိုင်ကလေးမှာတကားမှမဖွင့်နိုင်အောင်ရှိနေသဖြင့်နောက်ပေါ်သောဆိုင်ကြီးတို့မိမိတို့ဤဆိုင်ကလေးကိုရောင်းရလေ၏နောက်ပေါ်ဆိုင်ကြီးက600ပေးမိပြောရာမောင်တောင်နှင့်မေရင်တို့က300ခန့်အမြတ်ရသဖြင့်အားရဝမ်းသာရောင်းဖို့ရန်သဘောတူကြလေ၏တို့ဖြစ်၍ဝဲသူဆိုင်ကမန်နေဂျာသည်မေရင်နှင့်မောင်တောင်တို့အားတထေးတွေ့လူကြောင့်နှင့်လာ၍ခေါ်သဖြင့်2 ယောက်လိုက်၍သွားကြရာဆိုင်ကြီးဤအတွင်ကျဲသောအခန်းကြီး၌ကြီးမားပြောင်လက်သောစပွဲကြီးတစ်ခုနှင့်နောက်မှီမြင့်မြင့်ကလထိုင်ကြီးတစ်ခုတွေ့ရလေ၏။ဩငါတို့ဆိုင်ဟာဒီအခန်းတစ်ခန်းလောက်မှမတန်မဲကိုဟုတွေးမိလေ၏။မန်နေဂျာကစပွဲအနီးကလထိုင်များကိုပေးလျက်ခိတ္တစောင့်ကြပါအောင်ဟုပြောပြီးအခန်းတစ်ခုကိုဝင်သွားလေ၏။မကြာမီတထေးထွက်၍လာသောအခါ2 ယောက်သားကြက်တည်တည်၍နေကြလေသည်။အเจ้าမူကအချားမဟုတ်မဲရင်ယောက်ျားကိုဘိုးရဖြစ်နေလေသည်ဖက်နဲ့မဲရင်ငါ့ကိုအတုံးမကြတဲ့အကောင်ကြီးလို့ပြောတယ်မဟုတ်လားအခုအတုံးကြကြောင်းသိပြီလားနင်တို့လှုပ်သမျှတွေကိုပြက်အောင်လုပ်နေတာငါကြီးပဲဂျာနယ်လှုပ်တုံးကစက်ကူတိုက်ကအတင်းအကျပ်လှုပ်လို့နင်တို့ပြက်ခဲ့တာလဲငါပဲဟဲ့မဲရင်လောကမှာသူများမယားကိုကြာခုတတ်မှာမယားငယ်သားငယ်ယူတတ်မှာလက်ရှိသားမယားစိတ်ညစ်အောင်ပြောတတ်မှာလူလေလူတက်လူပါလူနဲ့လူအစွဲရှိသူထင်လို့နင်တို့လိုကောင်မတွေအခုလိုဖြစ်ကြတာပဲဖုံးကြီးဆိုတာတင်ကန်းအရှိန်ကြောင့်အယောင်လဲတောက်ပြောဆိုလို့လဲတင့်တယ်လို့လူထက်လူတွက်လူလိမ္မာတွေထင်မှတ်ပြီးမိန်းမတွေကအကြီးညိုလွန်ကြတာတကယ်လူဖြစ်တော့အရင်ကတင်ကန်းရောင်မပါပြောတိုင်းဆိုတိုင်းလဲတကူးမရှိတကယ်လူစွမ်းကောင်းမှအထက်တန်းကြတဲ့လောကစစ်ပွဲနဲ့ရင်ဆိုင်တွေ့ရတဲ့ဝစ်ကြောင်ဘဝကိုရောက်မှသူတို့မှာဘာရှိတယ်ဆိုတာအမှန်ကိုသိရတာပဲနေဖို့ညစာပူစရာမရှိစိတ်မှာအေးပြီးရှစ်ခိုးခံနေရတဲ့အခိုက်မှာပြောတယ်လေပေါက်ကအလိုလိုတင့်တယ်နေတာမို့မင်းတို့လိုအတွေးအခေါ်အစင်ချင်မဲ့တဲ့မိန်းမတွေကအညာမိကြတာပဲလူဖြစ်ရင်ငါဦးပင်စင်လေးတိတ်ထက်မှာပဲလို့တင်ကန်းရောင်ကိုလူရောင်မှတ်ထင်ပြီးပန်းကုန်းစွတ်ချင်တာပဲအခုလိုအခါကျတော့အထင်နဲ့အမြင်ကွာကြောင်သိရပြီမဟုတ်လားငါဘလို့မှသဘောမထားပါဘူးရော့မင်းတို့ဆိုင်300မတန်ပါဘူးသို့တော်လဲ300ပဲယူပါကြံကြအောင်လေ
သို့တော်လဲငါမတီသမျှအတွေးမှာတော့မင်းတို့လင်မယားငါအခွင့်ပြီးမှချမ်းသာမှာပဲဟုမောင်ပစင်းလူထွက်အားလှမ်း၍ပြောလေ၏လင်မယားနှစ်ယောက်မျက်နှာပြက်၍ငွေ300ကိုယူပြီးထွက်သွားကြလေ၏